SCB Foundation လိုမျိုးကမ္ဘာပေါ်ကအရန်ကိုအန်ရရှိတဲ့မကောင်းဆိုးဝါးတွေကိုဖန်ဆီးထိမ့်သိမ်းထားတဲ့ဖွဲ့စည်းကြီးတစ်ခုမှာလူသားတွေကိုအကျိုးပြုကူညီတတ်တဲ့ SCB Monster တစ်ကောင်ရှိနေရလို့ပြောရင်ဖြစ်နိုင်ပါမလားအားလုံးမင်္ဂလာပါ Kyo Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကဇာဖန်ကေပါကျွန်တော်ဒီ review မှာတော့ကျွန်တော် YouTube comment တော်တော်များများကဒီ SCB 999ကြောင့်ပြောပြပါဆိုတော့လာမှတ်ထားတွေတွေ့လို့ကျွန်တော်ဒီ review ကိုလွတ်လပ်ခြင်းဖြစ်ပါတယ်အဲဒီ review ထဲမှာတော့ဒီ SCB 999နဲ့ပတ်သက်ပြီးကျွန်တော်သိတဲ့ကိုပြောပြသွားမယ်ဒီလိုလေးမစခင်မှာတော့ထုတ်ဆက်တိုင်းပဲကျွန်တော် Kyo Entertainment YouTube channel လေးကို subscribe လုပ်သေးဆိုရင် subscribe လုပ်ပေးကြပါဒီနောက်လိုပဲခလုံးလေးကိုလည်းနှိပ်ပေးကြပါပြီးတော့ထုတ်ဆက်တိုင်းပဲတင်နေတဲ့ review လေးကို YouTube ကြည့်နေဆိုလို့ရှိရင်တော့ VPN လေးခံပြီးတော့ကြည့်ပေးခြင်းဖြင့်ကူညီပေးကြဖို့လည်းတောင်းဆိုချင်ပါတယ်စလိုက်အောင်ပါ SCB 999ဆိုတာကတော့ Jelly Monster လို့လူသိများတယ်ဒီလိမ္မော်ရောက်ရှိတဲ့ Jelly တုံးပုံစံ Monster လေးတစ်ကောင်ဖြစ်ပါတယ်ဒီ SCB 999ကတခြား SCB Monster တွေလိုမဟုတ်ပဲလူတွေကိုအန္တရာယ်မပြုတ်ဘဲနဲ့ကူညီတတ်တဲ့ Monster တစ်ကောင်ဖြစ်ပါတယ်ဒီ SCB 999အနေနဲ့လူတွေကိုဘယ်လိုမျိုးကူညီလဲဆိုတာပုံမှာပြောခင်မှာသူ့ရဲ့ physical ဘိုင်းဆိုင်ရာပုံမှန်သွင်းမြင်ဖို့ပြောပြပေးချင်ပါတယ်သူ့ရဲ့ပုံသဏ္ဍာန်ကတောက်ပတဲ့လိမ္မော်ရောက်ရှိပြီးJelly လိုမျိုးပျော်ပြောင်းဤဆက်တဲ့ခန္ဓာကိုယ်ကိုလည်းပိုင်ဆိုင်ထားပါတယ်USA ကတော့တာမန်အပြင်သိငယ်တဲ့ USA ရှိပေမဲ့လူတယောက်ထက်ပိုပြီးတော့ကြီးတဲ့ USA တစ်ခုကိုလည်းအလွယ်တကူပြောင်းလဲနိုင်ပါတယ်သူ့ရဲ့ခန္ဓာကိုယ်က Jelly လိုမျိုးပျော့ပြောင်းနေတာကြောင့်ဘယ်လိုပုံစံမျိုးကိုမဆိုဘယ်လို shape မျိုးကိုမဆိုအလွယ်တကူပြောင်းလဲနိုင်စွမ်းရှိပါတယ်နောက်ဆုံးတစ်ခုကတော့သူ့ရဲ့ခန္ဓာကိုယ်ကနေတကယ် Jelly လိုမျိုးချိုရီမှုေးပြန့်တဲ့အနံ့တစ်ခုထွက်ပါတယ်လူသားတွေကိုဘယ်လိုကူညီလဲဆိုရင်ဒီ channel ပဲအဓိကကူညီရဖြစ်ပါတယ်ဘယ်လိုမျိုးလဲဆိုရင်သူ့ရဲ့ခန္ဓာကိုယ်ကထွက်တဲ့ဒီချိုရီမှုေးပြန့်တဲ့ရနံ့ကကျွန်တော်တို့လူသားတွေရဲ့အုံနောက်ထဲမှာရှိတဲ့ Endorphin လို့ခေါ်တဲ့ပျော်စရာဟော်မုန်းဓာတ်ကိုအလွန်မင်းထုတ်ပေးပါတယ်ဒါကြောင့်မို့စိုးရိမ်ပူပန်တောကကြောက်နေတဲ့သူတွေနောက်ပြီးတော့ဒေါသထွက်နေတဲ့သူတွေကဒီရနံ့ကိုရှူမိလိုက်တယ်ဆိုတာနဲ့ချက်ချင်းဆိုသလိုပဲအလွယ်တကူစိတ်သက်သာရာရသွားပါတယ်ဒါအပြင် anxiety, depression, trauma နဲ့တခြားစိတ်ကြယောဂခံစားနေရတဲ့သူတွေကိုဒီနည်းနဲ့ကုသကြည့်တဲ့အခါမှာထိရောက်မှုရှိတာကြောင့်ဒီ SCB Foundation က agent တွေကဒီ SCB 999အနေနဲ့စိတ်ကြယောဂခံစားနေရတဲ့သူတွေကိုကုသတဲ့နေရာမှာဒီကုသပေးနိုင်တဲ့ ability ရှိရဆိုပြီးတော့ဖော်ပြထားပါတယ်SCB Foundation က agent တွေကစမ်းသပ်လေ့လာမှုကိုဒီလောက်နဲ့ရပ်တန့်မသွားပဲSCB Foundation မှာရန်ကိုအနည်းအကြီးဆုံး SCB တွေကတစ်ကောင်ဖြစ်တဲ့ SCB 682နဲ့ SCB 999ကိုအတူထားကြည့်ပြီးတော့စမ်းသပ်ခဲ့ကြပါတယ်SCB 682ဆိုတာကတော့ AR မှမိချောင်းပုံစံရှိတဲ့မိချောင်းလိုမျိုးပေါ့နော်ပုံစံရှိတဲ့ monster တစ်ကောင်ဖြစ်ပါတယ်ရလက်အနေနဲ့ကတော့ရန်ကိုကြံပြီးရန်ကိုအနည်းရှိပါတယ်ဆိုတော့ SCB 682တောင်မှပဲအချိန်တော်ကြာအောင်ငြိမ်သက်နေခဲ့တာကိုတွေ့ခဲ့ရပါတယ်SCB 999ကကလေးတယောက်လိုပြုမှုတတ်ပြီးအရန်ကိုချစ်စရာကောင်းပါတယ်တရိတ်ဆန်တဲ့လူသားတွေပေါ်မှာလည်းတိုက်ခိုက်ခြင်းမရှိပဲရင်းနှီးချစ်ခင်တတ်ပါတယ်ဒါပေမဲ့လုံးဝမတိုက်ခိုက်တာမျိုးတော့မဟုတ်ပါဘူးသူတိုက်ခိုက်တော့မှဆိုရင်သူ့ရဲ့ခန္ဓာကိုယ်ကလူတယောက်ထက်ကြီးတဲ့ USA တစ်ခုထိကိုပြောင်းလဲလိုက်ပြီးတော့သူတိုက်ခိုက်မဲ့တရိတ်ဆန်ဒါမှမဟုတ်လူတယောက်ကိုသူ့ရဲ့ခန္ဓာကိုယ်တွေကိုကျွတ်သွင်းလိုက်တာဖြစ်ပါတယ်ဒီလိုမျိုးသူ့ရဲ့ခန္ဓာကိုယ်တွေကိုအတွင်းခံနိုင်ရတဲ့သူကအလွယ်တကူလှုပ်လို့မရတာအလွယ်တကူပြတ်ထွက်လို့မရတာပဲရှိပါတယ်အသက်ရှူလည်းမကျသလိုအသက်အနေနဲ့မရှိပါဘူးဒါကြောင့်မို့ SCB Foundation က SCB 999ကိုအနေနဲ့မရှိပဲထင်းချိုးရလွယ်ကူတဲ့ SCB 6 class အနေနဲ့သတ်မှတ်တာဖြစ်ပါတယ်ဒါဆိုရင် SCB 999ကဒီ SCB Foundation ကိုလက်ဘယ်လိုရောက်လာလဲဒီကြားရနဲ့ပတ်သက်ပြီး SCB Foundation ရဲ့ SCB 999နဲ့ပတ်သက်တဲ့ပိုင်တွဲတွေမှာတော့အတိအကျဖော်ပြထားတာမျိုးမရှိပါဘူးfan theory ရဲ့အရတော့ဒီ SCB 999ကဒီ SCB Foundation က agent အနေနဲ့ဒီတကွဲကစက်သက်ချက်မတော်စားမှုတစ်ခုကနေဖြစ်ပေါ်လာတဲ့ SCB တကောင်ဖြစ်တဲ့ဆိုပြီးသုံးသပ်ကြပါတယ်ဟုတ်တယ်ပါကျွန်တော်ခုပြောပေးခဲ့တာကတော့ SCB 999နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်ဒီကြောင့်နဲ့ပတ်သက်ပြီးရေးတဲ့ထင်မြင်ချက်ကိုလည်းအောက်က comment မှာဝင်ရောက်ရေးသားတော့ရပါတယ်နောက်တစ် video လို့စီစဉ်တဲ့အကြောင်းအရာနဲ့သိချင်ကြရှုရှင်နဲ့အောက်က comment မှာဝင်ရောက်ရေးသားတော့ရပါတယ်ကျွန်တော်တက်နိုင်ဆုံး research လုပ်ပြီးတော့ video တွေပြောင်းဖန်တီးပေးတော့မယ်video တွေကျွန်တော်ကျေးဇူးတင်ပါတယ် like subscribe လေးလည်းနှိပ်တော့မိပါနဲ့နောက်ဆက်တော့ကြောင်းလေးစက်ဆောက်ကြောင်းနဲ့အတူပြန်လာခဲ့ပါဦးမယ် bye bye